2026 ခုနှစ်ဤပထမဆုံးသောနိုင်ငံလုံးဆိုင်ရာလူထုကြားမှုကြီးစတင်နေတယ်ဒီမိုကရေစီအတွက်ရုန်းကန်ခဲ့တာပါကျွန်တော်တို့ပြည်သားတွေကိုမယုံကြည်လို့ရှိရင်ဒီမိုကရေစီကိုလည်းယုံကြည်ကြအကြောင်းရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီဆိုတာပြည်သူတွေရဲ့အုပ်ချုပ်ရေးစနစ်ပါပြည်သူတွေကိုတန်ဖိုးမထားရင်ပြည်သူတွေကိုမယုံကြည်လို့ရှိရင်ဒီမိုကရေစီကိုထူထောင်ဖို့ဆိုတာအင်းနဲ့ဆရာထောင်မှာမဟုတ်ပါကျွန်တော်တို့ပြည်သူတွေကိုယုံကြည်တယ်လို့ပြည်သူတွေကလည်းပြန်ပြီးတော့တုံ့ပြန်ပြီးတော့ကျွန်တော်တို့ယုံကြည်နဲ့ညှိနှိုင်းပြီးတော့ဒီကြပါလို့ကျွန်မအနေနဲ့အခုတိုင်ရခံချင်ပါတယ်အစိုးရအဖွဲ့တစ်ခုဆိုတာနိုင်ငံကိုအောင်မြင်အောင်လို့နိုင်ငံကိုခွင့်ပြုအောင်လို့တိုးတက်အောင်လို့လုပ်နိုင်ပါပြည်သူတွေပါတော့မှဒီလုပ်ငန်းတွေဟာအောင်မြင်မှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ပြည်သူဒီသားများဟာတာဝန်ပြီးစိတ်အားလုံးလက်တွဲပြီးတော့ဆောင်ရွက်မယ်ဆိုတဲ့တန်ဖိုးချပါလို့ကျွန်မအနေနဲ့မြစ်တမ်းခံချင်ပါတယ်